လုံတိုင်း visa မရဘူးဒီ company မှာငါလှုပ်ချင်လဲဆိုတော့ဟာကိုဒီမှာ list တွေအကုန်လုံးရှိတယ်အဲ့တမှာအားလုံးပဲမင်္ဂလာပါ Patty from Myanmar page ရဲ့ first episode ကနေကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီ page မှာအဓိက Ireland နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို sharing လုပ်သွားမယ်ပေါ့နော်အခုအနေနဲ့ကျွန်တော်နည်းနည်းလေးပြောပြချင်တယ်ကျွန်တော်ဒီရောက်တာ2နှစ်နီးပါးရှိပြီပေါ့နော်တုံးဒီမှာ MSc in Business Analytics ကိုဒီ Trinity College Dublin မှာလာတက်တယ်တက်ပြီးတော့ပြပြချင်းပဲကျွန်တော်ဒီမှာအလုပ်တစ်ခုရလို့ဒီ pharmaceutical company တစ်ခုမှာ senior pricing analyst အနေနဲ့ဝင်ရောက်လုပ်ကိုင်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာဒီ Ireland မလာသေးခင်မှာကျွန်တော်လိုမျိုးပဲအကြောင်းသားတွေအနေနဲ့ဘယ်လိုမျိုးသိထားတင်တယ်ဆိုတဲ့အချက်လေးတွေကိုအကြမ်းမြင်ပြောပြပေးသွားမှာပေါ့နော်ကျွန်တော်အသေးစိတ်ကတော့ဗီဒီယိုတစ်ခုချင်းစီမှာပြောပြပေးသွားပါမယ်အဲ့တော့ပထမဆုံးများမေးကြတဲ့အရာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ weather ဘယ်လိုမျိုးလဲရာသီဥတုဘယ်လိုမျိုးလဲလို့ပြောမယ်ဆိုဘယ်ချိန်မှာရောက်လဲပုံမူတည်တယ်ဒါပေမဲ့တော်တော်များများကျောင်းသားတွေများစုကဒီ January February intake သို့မဟုတ် September intake လာကြတာများတယ်ဆိုတော့သူတို့ရောက်တဲ့အချိန်ကအကောင်းဆုံးအချိန်တွေတော့မဟုတ်ဘူးပေါ့နော်ဥပမာပြောရမယ်တော်တော်များများ September လာကြတယ်ဗျာအဲ့ဒါဆိုရင် September မှာဆိုရင်သူက fall အချိန်ဖြစ်သွားပြီ fall အချိန်ဆိုတော့ဆောင်းဦးပေါ့နော်ဆောင်းဦးရာသီကရာသီဥတုအေးလားဆိုတော့စအေးနေပြီသူကအရန်လေတိုက်တယ်ပြီးတော့ unpredictable ကွာလေတိုက်တယ်အခုချက်ချင်းနေပြန်ပူသွားမယ်အခုချက်ချင်းမိုးပြန်ရွာမယ်အဲ့လိုမျိုးအရန်ဆိုးတယ်ပေါ့နော်အဲ့တော့မိုးရွာလို့ရှိရင်လည်းထီဆောင်လို့မရအောင်ဒီမှာဘာလို့ဆိုလေတာတိုက်တော့ထီဆောင်လို့ရှိရင်ထီကျွန်တော်တို့လို့ရှိရင်ရောက်ချင်းထီဆောင်ကြည့်တယ်ဘယ်လို့မှမရအောင်အဲ့တော့ကြိုးသွားတယ်ထီတွေကအဲ့တော့တရက်ဒီဟူဒီနဲ့ပဲသွားတယ်ဒီ puffer jacket ရဲ့ဟူဒီနဲ့ပဲစောင်းပြီးတော့သွားနေရတာပေါ့နော်အဲ့လိုလေးတော့ရှိတယ်။ဟောင်းတဲ့ရာသီဥတုဆိုတာအဲ့လို for winter ပေါ့နော်အဓိကအဲ့မှာဆိုရင်တော့နည်းနည်း depressing ဖြစ်ဖို့ကောင်းတယ်အထူးသဖြင့် winter ရောက်ပြီဆိုလို့ရှိရင်ဒီ November လောက်ကစပြီးတော့နေအလင်းရောင်ကလည်းစပျောက်လာပေါ့နော်ပျောက်တယ်ဆိုတော့ဒီညနေ4နာရီလောက်တည်းကစပြီးတော့စမှောင်ပြီဆိုတော့နောက်နေ့မနက်9နာရီလောက်ထိကိုနေရမထွက်သေးဘူးဗျာအဲ့တော့အဲ့ဒါလေးတွေတော့ကြိုပြီးတော့prepare လုပ်ထားစေချင်တာပေါ့နော်အဲ့အချိန်မှာအရန် depressing ဖြစ်တယ်အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့အပေါင်းအသင်းရောက်တာနဲ့အပေါင်းအသင်းလေးနည်းနည်းရအောင်ရှာတကယ်ချင်းနေနဲ့ hang out လုပ်အများတန်းတယောက်တည်းမနေနဲ့ပေါ့နော်တယောက်တည်းနေလို့ရှိရင်အရန် depressing ဖြစ်စေတယ်ပေါ့နော် more people ပေါ့နော် stay active အဲ့ဒါအဓိကပြောချင်တယ်ပြီးသွားရင်ဒီစောင်းရာသီ February လောက်ထိပြီး February March လောက်ပြီးသွားလို့ရှိရင်တော့ရာသီဥတုကအရန်ပြန်တာယာသွားပြီအဲ့ချိန်ကျလို့ရှိရင်တော့ Ireland အရန်နေလို့ကောင်းတဲ့ချိန်ဖြစ်သွားပြီဗျာ March April လောက်ကစပြီးတော့နောက်September October လောက်ထိကနေလို့ကောင်းတဲ့ period ဖြစ်သွားပြီပေါ့နော်ရာသီဥတုကလည်းအရင်ကြီးလည်းမပူဘူးအရင်ကြီးလည်းမအေးဘူးအဲ့လိုအေးလေးပေါ့နော်ဒါပေမဲ့စရောက်တဲ့အချိန်မှာတော့နည်းနည်းတိုင်ပတ်တယ်ကျွန်တော်ခုနပြောသလိုကျွန်တော်တို့ဘယ်လောက်ထိဖြစ်သွားလဲဆိုလို့ရှိရင်စရောက်ပြီးတော်တော်စိတ်ညစ်သွားတာနောက်တစ်ပတ်ကျတော့ငါမရတော့ဒီစောင်းရဒီမှာဘလုံးမနေနိုင်တော့ဆိုရောလင်းလည်းမကောက်ဖြောက်လိုက်တဲ့အထိဖြစ်သွားတာပေါ့နော်ကျွန်တော်ရောက်တဲ့နေ့အချိန်ကလည်းအပေါင်းအသင်းလည်းမရှိတာလည်းပါတာပေါ့နော်အရင်စိတ်ညစ်သွားတာအဲ့လိုအထိဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါလေးတော့ကြိုပြီးတော့mentally prepare လုပ်ထားစေချင်တယ်ပေါ့နော်ဆိုတော့အစားအသောက်ပေါ့နော်ဒီမှာရောက်လာပြီဆိုရင်တော့အစားအသောက်ကတော့လွယ်လွယ်ကူကူနဲ့အကုန်ရတယ်ဘယ်စားတောက်မျိုးစားချင်ရတယ်ပေါ့နော်တရုတ်စားဂျပန်စားကိုရီးယားစားမျိုးစုံတော့ရှာလို့တော့ရတယ်ဒါပေမဲ့ခက်တာတစ်ခုကအကုန်လုံးဈေးကြီးတယ်တပွဲကိုအနည်းဆုံးအပြင်မှာထွက်စားမယ်ဆိုလို့ရှိရင်15ကျပ်15 euro 20 euro လောက်ပေါ့နော်အဲ့လောက်ကပေးနေရဆိုတော့နေတိုင်းဘယ်သူမှမစားနိုင်ဘူးပေါ့နော် grocery အမြဲဝယ်ပြီးတော့ချက်မှပဲရေရှည်အဆင်ပြေတယ်တကယ်လို့ကိုကrestaurant တစ်ခုမှာ part time လုပ်တယ်ပါညာဆိုလို့ရှိရင်တော့သူတို့ကျွေးတာတို့ဘာလို့အဲ့လိုမျိုးတွေတော့စားရင်တော့စားအောင်စားနိုင်တယ်ကျွန်တော်ဆိုလို့ရှိရင်လည်းရောက်တဲ့အချိန်မှာတရုတ် restaurant တစ်ခုမှာဝင်ပြီးတော့ part time လုပ်တော့သူတို့ကနေတိုင်းparcel ပေးထုတ်တယ်ကွာ parcel ပေးထုတ်တော့ကိုကြိုက်တဲ့ဟာ parcel ထုတ်ပြီးတော့ပြန်သွားလို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ချက်စရာမလိုဘူးပေါ့နော်အဲ့လိုမှမဟုတ်ဆိုလို့ရှိရင်တော့ grocery ဝယ်ရမှာပေါ့နော်grocery ဘိုးကတော့တစ်ယောက်တော့မတူဘူးဒါပေမဲ့တစ်ပတ်ကိုအနည်းဆုံး50 80ကနေပြီးတော့100လောက်ထိသွားနိုင်တယ်ပေါ့နော်အဲ့ဒါကတော့ကိုဘယ်လိုချက်တဲ့ပုံမူတည်ရဲအဲ့ဒါအသေးစိတ်ကတော့နောက်ပိုင်းကျမှကျွန်တော်ပြန်ထပ်ပြီးတော့ပြောပြပါမယ်ဒီမှာကfood culture ဆိုတာထက်တော်တော်များများဒီမှာမိတ်ဆွေဖွဲ့ကြတာဘယ်လိုမျိုးလဲဆိုတော့ drinking culture နဲ့ပေါ့နော်နောက် Guinness ထွက်တယ် Guinness ကသူတို့ရဲ့ national pride လို့ပြောလို့ရတာပေါ့နော်တကယ်လို့တောက်တက်တယ်ဆိုလို့ရှိရင် you can make a lot of friends by hanging out in pubs ကျွန်တော်တကယ်ချင်းတယောက်ဆိုလို့ရှိရင်သူကအများတန်း pub မှာပဲရောက်နေဒါပေမဲ့အဲ့ဒါဆိုလို့ရှိရင်သူ့မှာကြည့်လိုက်လို့ရှိရင်သူ့မှာတကယ်ချင်းအများကြီးပဲကျွန်တော်ဆိုအရင်မတောက်တက်ဘူးအဲ့ drink culture တော့ fit မဖြစ်ဘူးပေါ့နော်အဲ့တော့ဒီမှာသူ့ထက်စားလို့ရှိရင်ကျွန်တော်တကယ်ချင်းအပေါင်းအသင်းနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်သူပြောချင်တာဒီကယ်လို့မလာသေးခင်မှာဟင်းမချက်တတ်ဘူးဆိုလို့ရှိရင်လည်းနည်းနည်းကြိုပြီးတော့ basic cooking လောက်ကိုပေါ့နော်ကြိုပြီးလေ့လာထားလိုက်ပေါ့နော်ကိုဘာကြိုက်တယ်ဘာစားတတ်လဲ
ကျောင်းနေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်လည်းဒီမှာကအဲ့ဘက်မှာတော့ကောင်းတဲ့ university တွေလည်းအများကြီးရှိတယ်ဥပမာ Trinity College Dublin တို့နောက်ပြီးတော့ရှင် UCD တို့အဲ့မျိုးဆိုလို့ရှိရင်လည်းဒီ top ranking university တွေပေါ့နော်။အောင်ရဲ့အခါမှာလည်းတေချာလေးရွေးစေချင်တယ်။တော်တော်များများတော့ကောင်းပါတယ်။ဒါပေမဲ့ ranking မြင့်တဲ့ကျောင်းတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ရွေးစေချင်တယ်။အဓိကက community နဲ့ network တနည်းဆိုလို့ရှိရင်လည်းဒီမှာရှိနေတဲ့ company တွေကgraduate program တွေrecruit လုပ်တယ်ဆိုလို့ရှိရင်လည်းဒီလိုအကြောင်းကောင်းတွေစီကိုသူတို့ကလည်းလာပြီးတော့ recruit လုပ်တယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော် Trinity ကနေပြီးတယ်ကျွန်တော် dissertation မှာအဲ့လို business company တွေအများကြီးကနေပြီးတော့အကြောင်းသားတွေကိုလာပြီးတော့ dissertation သူတို့နဲ့လာတွဲလုပ်ပါဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီကျွန်တော်အခုလုပ်နေတဲ့ pharmaceutical company နဲ့ joint project တစ်ခုလုပ်ဒီက network ရပြီးတော့သူ့ကိုကျွန်တော် refer လုပ်ခိုင်းတာပါအဲ့ရနေတစ်ဆင့်ကျွန်တော်အလုပ်ရခဲ့တာပေါ့နော်အဲ့တခုတည်းတော့မဟုတ်ဘူးပြင်မဲ့ဒါမဲ့ဒီကနေစပြီးတော့ link တစ်ခုရခဲ့တယ်ပေါ့နော်အဲ့တော့ channel ဟာလေးရွေ stream နဲ့ဘယ်လို link လုပ်ထားလဲဟာကိုတခါတည်း website တွေမှာတခါတည်းကြိုပြီးကြည့်ထားပါတော့အဲ့ဒါလေးလည်းအခင်ကြိုပြီးတော့ပြင်ဆင်ထားစေချင်တယ်ပေါ့နော်ကြောင်းရွေတဲ့အခါမှာကျွန်တော်ကတော့ master တက်ခဲ့ရတော့ဒီ master ဟာကိုပဲ sharing လုပ်ပေးပါမယ်ပေါ့နော်ဒီမှာ master ကတမန်မြတ်တစ်နှစ်ပေါ့နော်တစ်နှစ်ဆိုတော့ rush အရန်ဖြစ်တယ် self study လိုက်လုပ်ရတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ကfield မတူတဲ့ဘက် channel လာတယ်ဒီမှာဒီမှာ business analytics ကိုတက်တယ်။တကားကနေလာတယ် different background နဲ့လာတယ်။အဲ့တော့တချို့ကျတော့ဒီ background ရှိပြီးသားတချို့ကျတော့လုံးဝမရှိဘူး။အဲ့ဒါဆိုတော့မရှိတဲ့လူအထူးသဖြင့်ကျွန်တော်တို့လူမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ live ယူပါတယ် master ပေါ့နော်။အဲ့တော့ရှိတာမှ3 semester ပဲရှိတာ။ semester ကကျတော့ dissertation တို့ paper တို့လောက်တာဆိုတော့အတန်းသိမရှိဘူး။အဲ့တော့ first 2 semester မှာတော့ရှိသမျှ lecture တွေအကုန်လုံး cram လုပ်ထားတာ။နောက်တစ်ခုကကျတော့အရေးကြီးတာကျောင်းမှာရှိတဲ့ဖြစ်နိုင် activity တွေကိုတက်နိုင်တဲ့လောက်လိုက် join ပါ။ join မှာဆိုတော့က work အဓိကပေါ့နော်ကိုရီးယားဒီမှာ foreigner အနေနဲ့ကျောင်းသားအနေနဲ့လာတယ်အဲ့တော့ဒီ local တွေနဲ့ contact ရှိဖို့ဆိုတာကျောင်းကနေပဲ contact ရှိမှာအဲ့ဒါကဘာအချိန်မှာကောင်းလဲဆိုလို့ရှိရင်ကိုကဒီကလို့ဒီကကျောင်းပြီးသွားတဲ့အချိန်အလုပ်လျှောက်တဲ့အချိန်ကြလို့ရှိရင်အရန်သိတာလိမ့်မယ်ကိုကဒီကလို့ network များများရှိနေတယ်ဆိုလို့ရှိရင်အဲ့လေးကိုကြိုပြီးတော့prepare လုပ်ထားစေချင်တယ်နောက်တစ်ခုကကျတော့ Ireland လို့ကြားလို့ရှိရင်တော်တော်များများနည်းနည်းကြည့်ရလို့ဆိုတော့သိမှာပါဒီ accommodation crisis ကရှိတယ်ကြီးပဲအဲ့တော့ပြောရမယ်ဆိုရင်အိမ်ချားကလည်းခတ်တယ်ရတဲ့အိမ်ကလည်းအရန်ဈေးကြီးတဲ့တဲမှာပါတယ်အာရှဘက်မှာနေခဲ့ပြီးသားလူဆိုလို့ရှိရင်ပေါ့နော်ဘန်ကောက်တို့ဘာတို့ဗီယက်နမ်တို့မှာနေခဲ့ပူတဲ့လူဆိုလို့ရှိရင်အဲ့ဒီကနေလာမယ်ဆိုလို့ရှိရင်တော့နည်းနည်း shock တော့ဖြစ်နိုင်တယ်ဘာလို့ဆိုကျွန်တော်ကိုယ်တိုင်စေဒီဘန်ကောက်မှာ2နှစ်လောက်အလုပ်လုပ်ပြီးတော့အဲ့မှာနေခဲ့တာဆိုတော့နောက်မှဆိုလို့ရှိရင်ကိုတို့တလုံးဆိုရင်ကိုနေမယ်ဆိုရင်တစ်လောက်ကိုယူရို300ဥမာထားပါတော့ဘတ်1000ခွဲလောက်ဆိုရင်နည်းနည်းနေလို့အဆင်ပြေပြီလေဒီမှာရလားဒီမှာ300နဲ့လုံးဝမရဘူးရတော့ရမယ်ကွာလူ10ယောက်လောက်နဲ့ share နေရင်တော့ဖြစ်နိုင်တယ်အဲ့တော့အနည်းဆုံးဘယ်လောက်ကနေစမလဲဆိုရင်ကိုကသူများနဲ့ share နေတယ်တယောက်လောက်နဲ့ပဲ share နေရဆိုလို့ရှိရင်600လောက်ကနေအမြဲစတယ်ဒီကလို့ Dublin ထဲမှာဆိုလို့ရှိရင်အဲ့ဒါကဒီထက်ဘယ်လို့မှမနှဲနိုင်ဘူးဒီထက်တက်သွားဖို့ပဲရှိတယ်တကယ်လို့ကိုကစတူဒီယိုကန်နဲ့တယောက်တည်းနေမယ်ဆိုလို့ရှိရင်1000ဆိုတော့မှတော်တော်ရှားခန့်နေပြီ1200လောက်ကနေစတယ်အဲ့တော့အဲ့ဒီဟာအတွက်ကိုတော့ကြိုပြီးတော့ prepare လုပ်ထားဖို့လိုတယ်ပေါ့နော်အိမ်ရှာရတဲ့ဟာမှာလည်းဘယ်ကူတတိပြုရမယ့်အချက်လေးရှိတယ်တော့အထူးသဖြင့်ဒီလို dev တို့ rent IE တို့အဲ့ဒီကနေရှာလို့ရတယ်ဒါပေမဲ့ they are not scam proof ပြောချင်တာကအဲ့ဒီတည်းမှာလည်း scam တွေအများကြီးရှိနိုင်တယ်အဲ့တော့ rule of thumb ကဘာလဲဆိုရင်ကြိုပြီးတော့ပတ်စံလွှဲခိုင်းမယ်ဆိုလို့ရှိရင်လုံးဝ no ပါအဲ့ဆိုရင်တော့ဝေးကနေပါရအောင်ရှာကိုကပတ်စံလွှဲပြီးတော့ तू ကတော့တခါတည်းပေးတယ်ဆိုလို့ရှိရင်တော့အဲ့ဆိုရင်တော့ဖြစ်နိုင်နေပေါ့နော်ဒါတော့မှ 100% မဟုတ်ဘူးအဲ့တော့ရှာလို့ရတဲ့နည်းတွေကခုနကျွန်တော်ပြောတဲ့ website တွေကရှာလို့ရတယ်နောက်ပြီးတော့ Facebook group တွေကနေပြီးတော့ရှာလို့ရတယ်community တွေရှိတယ်ပေါ့နော်ဒီမှာ largest community တွေကအဲ့လိုမျိုး Indian community တို့ Chinese community တို့အဲ့လိုမျိုးတွေရှိတယ် Chinese ကတော့ Facebook community မှာမရှိဘူးဒါပေမဲ့သူတို့ social media platform တွေမှာတကယ်လို့တုံးတက်တယ်ဆိုရင်ဝင်ရှာလို့ရတယ်ဥပမာထားပါတော့ Red Note တို့ဘာလို့မှသူတို့တင်တယ်ပေါ့နော်ဒီမြန်မာ community လည်းမရှိဘူးမဟုတ်ရှိရတဲ့မှာ Facebook မှာကျွန်တော် Facebook group တွေမှာရှိတယ်ဒါပေမဲ့နည်းလောက်တော့အရင်တော့မများဘူးပေါ့နော် group တွေတက်ဝင်ပြီးတော့ဝင်ရှာလို့ရတယ်အကောင်းဆုံးကကျွန်တော်ကိုယ်တိုင်လည်းဘယ်လိုလုပ်ခဲ့လဲဆိုတော့အဲ့လာမှာနေနေတဲ့အသီးတယောက်ကိုယုံကြည်ရတဲ့အသီးတယောက်ကိုရှာတယ်ရှာပြီးတော့သူ့ကိုအဲ့အိမ်ကိုတစ်ချက်သွားကြည့်ခိုင်းတယ်သွားကြည့်ခိုင်းပြီးတော့ဒီကလို့တငယ်ချင်းရင်းနှီးရဆိုလို့ရှိရင်လည်းအကူအညီတောင်းပါတော့မရဘူးဆိုလို့ရှိရင်လည်းဒီမှာအခချင်းငွေပေါ့အဲ့လိုကြည့်ပေးတဲ့လူတွေရှိတယ်ဗျာအဲ့လာမှာနဲ့အသီးတွေပေါ့နော်သူတို့ဒီအိမ်နေရာကဒီအိမ်ရှင်ကတကယ်တေချာလားမတေချာလားမှန်လားစစ်လားအဲ့ဒီဟာတွေအရင်မေးပြီးတော့မှအိမ်ကိုငှားပေါ့နော်
အဓိကလိမ်မခံရဖို့ရေးကြည့်ရပေါ့နော်အဲ့တော့အဲ့ဟာအတွက်ကိုဟိုအထူးတတိပြုစေချင်တယ်ပေါ့နော်ဒီမှာလာမတက်ခင်လို့ရှိရင်အရင်ဈေးအရင်တန်နေတယ်ဥမာထားပါတော့စတူဒီယိုခန်းရမယ်ဒမ်ဘလင်မျိုးလည်းကောင်းပါ900ယူရိုလောက်နဲ့400ယူရိုလောက်နဲ့ရမယ်ဆိုတေးကြတယ်လုံးဝပတ်စံတော့မပေးနဲ့အဲ့ဒါလုံးဝ scam ပဲကျွန်တော်ခုနပြောတဲ့အတိုင်းပဲအနှိမ့်ဆုံးသူများနဲ့ share နေရမယ်ဆိုရင်တော့မှ600လောက်ကစတယ်ဒါသူများနဲ့ share နေရမယ်ဟာနော်ကိုယ့်ကိုတခန်းနဲ့ယူမယ်ဆိုလို့ရှိရင်1200လောက်ကအနည်းဆုံးစတယ်ဒီတော့ချက်ပြောပြချင်တယ်နောက်တစ်ခုဒီလာတက်မဲ့အကြောင်းသူအကြောင်းသားတွေကိုကြိုပြီးတော့ပြင်ဆင်စေချင်တာက budgeting skill ပေါ့နော်ဆိုတော့ဒီမှာ cost of living ကရိုင်းစည်းသက်တာတဲ့မှာမပါဘူးကျွန်တော်ခုနပြောသလိုမျိုးနည်းနည်းတွက်ပြရမယ်ဆိုလို့ရှိရင်ဒီအိမ်ခန်းက600 900လောက်ကနေစထားပါတော့ပြောရလို့ရှိရင် grocery က200 300လောက်ထပ်ထွက်မယ်ဒါကိုကချက်စားမယ်ဆိုလို့ရှိရင်ပြီးအပြင်သွား transportation ဘာညာအဲ့ဒါဟာ100 150လောက်ကတော့ကုန်တယ်အဲ့တော့စုစုပေါင်းပေါင်းလိုက်လို့ရှိရင်အနေ1100ကျားပတ်ချလေလောက်ကတော့ minimum သွားတယ်ကျွန်တော်ပြော minimum ကိုပြောတာနော်ဒီထက်တက်သွားဖို့ပဲရှိတယ်အဲ့ဒါဟာကိုကြိုပြီးတော့ဟို prepare လုပ်ထားစေချင်တယ်ပြီးလို့ရှိရင်ဒီလစဉ်သုံးတဲ့ expense တွေကို track လုပ်ပေါ့နော်ကုန်ကြလို့ရှိရင်အဲ့ဒီဟာကိုစီးရင်ပြန်ချုပ်ကြည့်ပေါ့နော်ငါဘယ်လောက်ကုန်လဲအဲ့ဟာကိုကြိုပြီးတော့ပြင်ဆင်ထားစေချင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီ activities တွေပေါ့နော်အဲ့တော့ဒီမှာကမြို့ထဲမှာသွားလာလွယ်ကူပါတယ်အရင်မခတ်ဘူးသူတို့ဒီမှာ bus တွေရှိမယ်ရထားတွေရှိမယ်လျှက်စစ်ရထားလိုမျိုးပေါ့အဲ့ဒါမျိုးရှိတယ်အကြောင်းသားတွေရောက်လာပြီဆိုလို့ရှိရင်ဒီ leap card ဆိုတာမျိုးရှိရပါတော့ leap card ဆိုတာအဲ့လိုဘယ်သွားဒီဟာလေး tap လုပ်ပြီးတော့သွားလို့ရတဲ့ card ပေါ့နော်အဲ့ဒါလေး student ဆိုလို့ရှိရင် student leap card သွားပြီးတော့ရှောက်လို့ရတယ်အဲ့ဒီဟာလေးရထားပြီဆိုလို့ရှိရင်ဘယ်နေရာ tap ဟိုကျဲတဲ့နေရာသွားလို့ရတယ်ပေါ့နော်သွားလာအရင်မခတ်ခဲ့ဘူး weekend တွေအားရဆိုလို့ရှိရင်တောက်တဲ့လူကတော့တောက်ပေါ့နော်တကယ်ချင်းနဲ့ meet up လုပ်ပြီးတောက်ချင်တော့ဒီမှာက teacher နေရာတွေများတယ်ပေါ့နော်တက်တာတို့ဒီပြင်လဲချလဲသွားတာတို့အဲ့လိုမျိုးနောက်ဟိုဒီကလို့အားရဆိုလို့ရှိရင်တကယ်ချင်းတွေစုပြီးတော့ဒီ bus နဲ့တခြားမြို့တွေတွားကျင်လဲတွားလို့ရတယ်ဒီကလို့ကိုက Dublin မှာတက်တယ်ဆိုလို့ရှိရင် Galway တွားလို့ရတယ် Galway မှာတက်နေရလို့ဆိုလို့ရှိရင် Dublin လာလို့ရတယ်မှာ Galway ပတ်ချလဲမှာဆိုလို့ရှိရင်လည်းဒီ Cliff of Moher တို့ဘာတို့အဲ့လိုမျိုးဟိုနာမည်ကြီးနေရာတွေရှိရပေါ့နော်အဲ့တော့အရင်လဲလှပါတယ်အဲ့တော့ဒီ Ireland ရောက်မှာဆိုလို့ရှိရင်တော့တွားတဲ့နေရာတွေပေါ့နော်ကျွန်တော်ပြီးမှအဲ့ဒါတွေကအသေးစိတ်ပြောပြပေးရမယ်ဘယ်နေရာတွေတွားလို့ရတယ်ဆိုတဲ့ဟာပြီးသွားလို့ရှိရင်ဒီမြန်မာ community လည်းအခုစရှိလာပြီဆိုတော့အခုဆိုလို့ရှိရင်မြန်မာဖုန်းကြီးကျောင်းတောင်ရှိနေပြီပေါ့နော်အဲ့တော့ဒီမှာရောက်လာရဲဆိုလို့ရှိရင်ဒီဖုန်းကြီးကျောင်းရဲ့ activities တွေမှာဝင်ပါလို့လည်းရတယ်။လေးတွေရှိတဲ့တချံပွဲ meet up လုပ်တာတို့ဒီထမင်းပွဲ meet up လုပ်တာတို့အဲ့ဒါမျိုးတွေဒီကရှိနေပြီးသား senior တွေလည်းသူတို့အကြောင်းကြားပါတယ်အဲ့မျိုးကဆင်နွှဲလို့ရတဲ့ဟာမျိုးပေါ့နော်။အဲ့တော့ community ကလည်းတဖြည်းဖြည်းနဲ့တော့စပြီးတော့ strong ဖြစ်လာပြီဆိုတော့ချင်းချင်းလည်းဟိုပို့ပြီးတော့ဟိုအတိအကျွမ်းတွေရောပို့ပြီးတော့တိုးတာပေါ့နော်။နောက်ပြီးရင်ဒီက local ကလည်းဟို generally ဟို friendly ဖြစ်တာများပါတယ်။ just review စေချင်တာကတော့ဘဲသွားပေါ့နော်ဒီမှာကကိုကချာရုပ်ပေါက်နေရဆိုတော့don't be an easy target ပေါ့နော်ဘယ်တော့ situation awareness ကိုတော့ကြိုပြီးတော့တတိပြုစေချင်တယ်ဒီမှာလူဆိုးတွေလည်းရှိတယ်လူဆိုးတွေဆိုတာအဲ့လိုလမ်းသေးလူမျိုးပေါ့နော်အဲ့လိုမျိုးလူတွေလည်းရှိရတော့အထူးသဖြင့်ဒီ city center တွေပိုင်းမှာတွားတယ်ဆိုလို့ရှိရင်ညအရန်မူးချုပ်တယ်ဆိုလို့ရှိရင်တယောက်တည်းတွားခဲ့တယ်ဆိုလို့ရှိရင်နည်းနည်းဟို vigilant ဖြစ်စေချင်အဲ့လိုနည်းပို့ပြီးတော့ဟိုတတိထားစေချင်တယ်ပေါ့နော်ပတ်ဝန်းကျင်ပတ်ချလဲကိုနည်းနည်းမူးမမှန်ဘူးဆိုလို့ရှိရင်ရှောင်လိုက်တာကောင်းတယ်ပေါ့နော်အဲ့တော့ don't be an easy target ပေါ့နော်အဲ့ဒါလေးပဲချက်ပြောချင်တာနောက်ဆုံးအနေနဲ့ဒါတော်တော်များများလည်းလာအောင်ဖြစ်မယ်လို့ထင်တယ် job opportunity ကတော့ကျွန်တော်2မျိုးပြောမယ်ပေါ့နော်ပထမကတော့ part time ပြီးသွားရင် full time အဲ့တော့ part time အရင်ပြောကြည့်အောင် part time ကတစ်ပတ်ကိုနိုင်20လုပ်လို့ရတယ်ဒါကအရင်မခတ်ဘူးဒါပေမဲ့ international student အကုန်လုံးကရှောက်နေမှာဆိုတော့ CV ကင်ပြီးတော့တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ပြီးတော့သွားတာကပိုပြီး effective ဖြစ်တယ်ပေါ့နော်အဲ့တော့ CV ကကြတော့သူတို့လိုချင်တဲ့အချက်လေးတွေရှိတယ်ဥပမာကိုက STEM 2ရပြီလားပြောရလို့ရှိရင် PPSN နံပါတ်ရပြီလား PPSN နံပါတ်ကဘာလဲဆိုတော့ဟိုဒီက social security နံပါတ်လိုမျိုးပေါ့နော်အလုပ်လုပ်လို့ရတဲ့နံပါတ်ပြီးမှအသေးစိတ်ကျွန်တော်ဘယ်လိုလုပ်လဲဆိုတာပြောပြပေးသွားမယ်နော်အဲ့လိုဟာလေးတွေကိုထည့်ပြီးတော့ရေးပေါ့နော်ခုကကြတော့ full time ကကြတော့တက်လာလို့ပြောလို့ရှိရင်အယိုးသားဆုံးပြောရမယ်ဆိုလို့ရှိရင်ခက်တယ်။တောင်းမပြီးခင်တည်းကကြိုပြီးတော့လေကျွန်တော်တို့က CV တွေပြင်ပြီးရှောက်နေရတာကိုကျွန်တော်ဆိုလို့ရှိရင်အဆောင်200ကျော်300လောက်ပြင်ထားတာတစ်ခုမှလည်းမတူဘူးပြီးမှကျွန်တော်အသေးစိတ် CV ပြင်နည်းကိုပြီးမှအသေးစိတ်ပြောပြပေးသွားမယ်လာလို့မင်းရင်ခက်တယ်ဒါပေမဲ့မဖြစ်နိုင်ဘူးလားဆိုတော့လည်းမဟုတ်ပြအောင်ဖြစ်နိုင်တယ်ဘာလို့ဆိုတော့ဒီမှာကျောင်းတက်ပြီးတော့ full time ရသွားတဲ့လူတွေအများကြီးပဲအဲ့ဒီမှာကိုပါဖို့တော့လိုတယ်ဒါပေမဲ့ at the same time မှာကျောင်းတက်ပြီးတော့ full time မရသွားတဲ့လူတွေလည်းအများကြီးပဲအဲ့တော့ CV ဘယ်လို strong ဖြစ်လဲကို network ကဘယ်လို strong ဖြစ်လဲဆိုတာပေါ့အများကြီးမှုတည်နေပေါ့နော်ကျွန်တော်ဒီအလုပ်ရှာတဲ့အသေးစိတ်ကိုနောက်ဗီဒီယိုကြားလို့ရှိရင်အသေးစိတ်ပြောပြပေးပါမယ်ဒါပေမဲ့ဒီကို
ကျောင်းလာမတက်ခင်မှာ major စရွေးတဲ့ချိန်ကစပြီးတော့အရေးကြီးတယ်ပေါ့နော်အခုအောက်မှာ link လည်းပေးထားတယ်တစ်နှစ်ကျွန်တော်တို့က international student အနေနဲ့လာတာ foreigner တွေကို visa ပေးတဲ့ company visa ပေးတဲ့ industry ဆိုတာတက်ရှိတယ်တိုင်း visa မရဘူးကျွန်တော်အောက်မှာ link ပေးထားတယ်ဒီမှာ list တွေရှိတယ်တစ်နှစ်လေအခုဆိုလို့ရှိရင်2025တုန်းကဘယ် company တွေကဘယ်နှစ်ယောက် national ကို visa ပေးသွားတယ်ဆိုတာအသေးစိတ်ရှိတယ်အဲ့ဒါကိုကြိုပြီးလေ့လာထားစေချင်တယ်ဒီ company မှာငါလုပ်ချင်လဲဆိုတဲ့ဟာကိုဒီမှာ list တွေအကုန်လုံးရှိတယ်အဲ့တမှာထားပါတော့ဒီ tech company တွေဆိုလို့ရှိရင် Amazon တို့ Google တို့ဆိုလို့ရှိရင်တို့တစ်နှစ်ပေးတာအများကြီးပဲပြီးရင် industry ပေါ့လေမှုတည်တယ်အဲ့တော့ financial industry tech industry medical industry ဆိုလို့ရှိရင်အများသားကို visa ပေးတဲ့ rate ကပိုများတာပေါ့နော်အဲ့တော့ industry တွေကိုကြိုပြီးတော့လေ့လာတာပါငါဘယ် industry တွေဝင်မယ် industry တွေကိုကြိုပြီးလေ့လာပြီးတော့ visa ရွေးတဲ့ဟာမှာလည်းစပြီးတော့အချက်ရှိရွေးချယ်ချင်တယ်ပေါ့နော်ဟိုဒီတိုင်းလက်လို့စပယ်ရွေးချင်တာရွေးချလိုက်တယ်ဆိုတာထပ်စားလို့ရှိရင်ကျွန်တော်ခုနပြောတဲ့အတိုင်းပဲအဲ့ list တွေကိုကြိုပြီးတော့အရင်သွားဖတ်တာပါဒီကကျောင်းသူကျောင်းသားတွေအနေနဲ့လာခင်ကတည်းကအဲ့ဒါလေးတော့ရှင်းတယ်ပြီးမှကျွန်တော်အလုပ်ဘယ်လိုအသေးစိတ်လျှောက်လဲ CV ဘယ်လိုအသေးစိတ်ရည်လဲဆိုတာနောက်ဗီဒီယိုတွေမှာပြောရမယ်အဲ့တော့အနေနဲ့ပြောရမယ်ဆိုရင်ဒီ Ireland ပြောင်းလာတာအရင်လွယ်ကူလားဆိုလို့ရှိရင်တော့မလွယ်ကူဘူးလို့ပဲပြောပြရတယ် just ဒီအများကြီးကြုံရမယ်ပေါ့နော်အဲ့တော့ financially လည်းတွေ့နိုင်တယ်ဒီ culturally လည်းတွေ့နိုင်တယ်ဒီအလုပ်တွေလေးရှာနေရတဲ့ဟန်မှာလည်းအရင်ခေါင်းချောက်ရတာမျိုးတွေလည်းကြုံရမယ်ပေါ့နော်အဲ့ဒီ experience တွေကနေပြီးတော့သင်ယူစရာတွေလည်းအများကြီးပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီလွန်ခဲ့တဲ့နှစ်အတွင်းမှာသွားစေတဲ့ဟာတွေအများကြီးရှိတယ်ဒီမလာသေးခင်မှာကျွန်တော်ခုနပြောတဲ့အချက်လေးတွေကိုတော့ကြိုပြီးတော့စဉ်းစားနေချင်တာပေါ့နော်နောက်ဗီဒီယိုကြီးကြားလို့ရှိရင်လည်းကျွန်တော်ဒီ Ireland နဲ့ပတ်သက်တဲ့အသေးစိတ်လေးတွေကိုတစ်ခုချင်းစီကို break down လုပ်ပြီးတော့ပြောပြပေးပါမယ်အဲ့တော့ stay tuned and follow for more